ကလေးပါကြောင့်အရန်အိတ်တာလဲကလေးအိတ်နေတယ်ဆိုတာအနားယူနေုံတသက်မဟုတ်ပါဘူးအသက်တစ်နှစ်အောက်ကလေးငယ်လေးတွေအနေနဲ့သူတို့ရဲ့ပထမတစ်နှစ်ရဲ့တဝက်လောက်ကိုအိတ်ဆက်ကြပါတယ်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အိတ်ဆက်တာကကလေးရဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်အရေးကြီးတဲ့အစိတ်ပိုင်းပါပဲနှစ်နှစ်ချိုက်အိတ်ဆက်နေချိန်မှာကြီးထွားဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေအများကြီးထွက်လာပါတယ်ကလေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့အိတ်ဆက်တာကြားဆက်ဆက်မှုကိုလေ့လာကြည့်တဲ့အခါမှာပိုအိတ်လေးကလေးကအရက်ထွက်လာသလိုကိုလေးချိန်ပိုတက်လာလေးပါပဲအာယုံကြောနဲ့အာယုံခံစနစ်တွေကြီးထွားဖွံ့ဖြိုးစေဖို့မွေးပြီးပထမ2နှစ်မှာကလေးတွေရဲ့ပင်မအာယုံကြောစနစ်အများစုတဖြည်းဖြည်းချင်းဖွံ့ဖြိုးလာပြီးတော့အိတ်ဆက်ခြင်းကဒီဖွံ့ဖြိုးမှုအတွက်အထောက်ကဖြစ်စေပါတယ်အိပ်ပျော်နေချိန်မှာကလေးရဲ့အာယုံခံစားမှုစနစ်ကိုလှုံ့ဆော်မှုတွေရှိနေပြီးတော့အမြင်အကြားထိတွေ့မှုနဲ့ဟန်ချက်ထိန်းနိုင်မှုစတဲ့အာယုံခံစားမှုစနစ်ပုံမှန်ဖွံ့ဖြိုးလာဖို့အတွက်အရေးကြီးပါတယ်။အုံနောက်ဖွံ့ဖြိုးစေဖို့အိတ်ဆက်ခြင်းနဲ့ပတ်သက်နေတဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အုံနောက်ဖွံ့ဖြိုးမှုပါ။အုံနောက်ရင်တန်လာမှုမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုကတော့အုံနောက်ကသူ့ရဲ့ပုံစံနဲ့လုပ်ငန်းဆောင်တာတွေကိုအပြောင်းလဲလုပ်ပြီးတော့ပတ်ဝန်းကျင်ကိုတုံ့ပြန်နိုင်စွမ်းပါ။တင်ယူမှုစွမ်းရည်ကောင်းစေဖို့ပြေးဝတဲ့အိတ်ဆက်ချိန်ရှိတဲ့ကလေးတွေကတင်ယူမှုကောင်းကြသလိုဘာသာစကားတင်ယူနိုင်စွမ်းကနေစလို့စာပေနဲ့အခြားတင်ယူမှုတွေမှာပါတင်ယူနိုင်စွမ်းပိုကောင်းကြပါတယ်။အိတ်ဆက်ခြင်းကမှတ်ဉာဏ်တွေပြန်လည်စုစည်းစေပြီးတော့ကလေးရဲ့လေ့လာတင်ယူမှုကိုအားကောင်းစေပါတယ်။ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေဖို့ကလေးငယ်လေးကအနှောက်အယှက်မရှိဘဲတက်တောင့်တက်တာနဲ့နှစ်နှစ်ချိုက်အိတ်ဆက်ခြင်းကသူ့ရဲ့အမူအကျင့်တွေနဲ့စိတ်ခံစားမှုတွေကိုပိုမိုကောင်းမွန်စေပါတယ်။ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အေးရေးမဝရင်စိတ်မကြည်ကြပါဘူး။လေ့လာမှုတွေအရအိတ်ချိန်နေတဲ့ကလေးငယ်တွေမှာစိတ်ခံစားချက်တွေမှာခက်ခဲတွေရှိတာကိုတွေ့ရပါတယ်။ကလေးငယ်တွေအိတ်ချိန်ဘယ်လောက်လိုအပ်သလဲ။လိုအပ်တဲ့အိတ်ချိန်ပမာဏဟာကလေးရဲ့အသက်အရွယ်ပေါ်မူတည်ပြီးကွာခြားမှုတွေရှိပါတယ်။မွေးကင်းစမှာ3လသားအရွယ်မွေးကင်းစကလေးတွေဟာတစ်နေ့ကို14နာရီကနေ19နာရီအထိအိတ်လေးရှိကြပါတယ်။တခါအိတ်ရင်2နာရီကနေ4နာရီလောက်အထိအချိန်တိုလေးတွေပဲအိတ်ကြတာပါ။လက်မစေပဲမွေးတဲ့ကလေးတွေကတော့ဒီထက်ပိုအိတ်လေးရှိကြပါတယ်။မွေးကင်းစကလေးတွေမှာကိုရင်းစီဝနာရီစနစ်ဟာကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက်သူတို့ရဲ့အိတ်ဆက်တဲ့ပုံစံဟာနေ့ဘက်ရဲ့ညဘက်ရဲ့လို့တသက်မတ်မရှိသေးပါဘူး။အသက်6ပတ်သားအရွယ်ရောက်တဲ့အချိန်မှာကလေးရဲ့အိတ်ဆက်တဲ့ပုံစံဟာစတင်ပြီးပုံမှန်ဖြစ်စပြုလာပါတယ်။တခါအိတ်ရင်4နာရီကနေ6နာရီလောက်ထိအိတ်လာပြီးညနေပိုင်းတွေမှာပိုအိတ်လာပါတယ်။နေ့ညမမှန်တာတွေပြီးဆုံးစပြုလာပါတယ်။အသက်4လမှတစ်နှစ်သားရွယ်ကလေးတွေဟာတစ်နေ့ကို12နာရီကနေ16နာရီအထိအိတ်လေးရှိကြပါတယ်။ဒီအသက်အရွယ်မှာကလေးတွေရဲ့အိတ်ဆက်မှုပုံစံဟာလူကြီးတွေနဲ့ပိုတူလာပါတယ်။ပုံမှန်အားဖြင့်ကလေးတွေကနေ့ဘက်ပိုင်း3ကြိမ်လောက်တရေအိတ်လေးရှိကြပေမဲ့အသက်6လလောက်ကစပြီး2ကြိမ်လောက်ပဲအိတ်ပါတော့တယ်။ညဘက်တွေမှာလည်းပိုအိတ်လာပါတယ်။ဇီဝနာရီဖြစ်စဉ်ဟာလည်းဒီအချိန်မှာပိုမိုဖွံ့ဖြိုးလာပါပြီ။ကလေးတွေကမနက်ပိုင်း9နာရီလောက်မှာတရေအိတ်တက်ကြပြီးနေ့လယ်ပိုင်း12နာရီနဲ့2နာရီကြားမှာ1နာရီ2နာရီလောက်အိတ်တက်ကြပါတယ်။မွန်းလွဲပိုင်း3နာရီနဲ့9နာရီကြားမှာလည်းတရေအိတ်လေးရှိကြပါတယ်။အသက်1နှစ်မှ2နှစ်အရွယ်ကလေးတွေဟာတစ်နေ့ကို17နာရီကနေ14နာရီထိအိတ်လေးရှိကြပါတယ်။ကလေးသက်1နှစ်ကျော်လာတာနဲ့အမျှမနက်ပိုင်းနဲ့မွန်းလွဲပိုင်းတရေမအိတ်တော့ပဲတနေ့ကိုတစ်ကြိမ်နေ့လယ်ဘက်ပဲတရေအိတ်ပါတော့တယ်။ဒီအရွယ်တွေမှာတော့ည9နာရီကနေ9နာရီလောက်မှာအိပ်ယာဝင်တက်ကြပြီးမနက်ဆို6နာရီကနေ8နာရီလောက်မှာနိုးတက်ကြပါတယ်။အသက်3နှစ်မှ5နှစ်အရွယ်ကလေးတွေဟာတစ်နေ့ကို10နာရီကနေ13နာရီထိအိတ်လေးရှိကြပါတယ်။တရေအိတ်ချိန်တွေလည်းတဖြည်းဖြည်းပိုမိုလျော့နည်းလာပါတယ်။အသက်5နှစ်လောက်ရောက်ရင်တရေအိတ်လေးမရှိကြတော့ပါ။အသက်6နှစ်မှ12နှစ်အရွယ်ကလေးတွေဟာတစ်နေ့ကို9နာရီကနေ12နာရီထိအိတ်လေးရှိကြပါတယ်။ဒီအရွယ်တွေမှာတော့အိပ်ယာဝင်ချိန်ဟာတဖြည်းဖြည်းနဲ့နောက်ကျလာပါပြီ။ကလေးတွေအများစုဟာည9နာရီလောက်မှအိပ်ယာဝင်ကြပါတော့တယ်။ညအိပ်ယာဝင်ချိန်တွေပြောင်းလဲလာတာနဲ့အမျှစုစုပေါင်းအိပ်ချိန်ဟာလည်းအပြောင်းလဲတွေရှိလာပါတယ်။အသက်13နှစ်မှ18နှစ်အရွယ်ကလေးတွေဟာတစ်နေ့ကို8နာရီကနေ10နာရီထိအိပ်လေးရှိကြပါတယ်။ဆယ်ကျော်သက်အရွယ်ရောက်လာပေမဲ့လည်းငယ်ငယ်တုန်းကလိုပဲအိပ်ချိန်လိုအပ်ချက်တွေဟာကျန်းမာရေးအတွက်အရေးကြီးနေပါသေးတယ်
ဒါပေမဲ့ဆယ်ကျော်သက်အများစုကလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ဖိအားတွေကြုံတွေ့ရတတ်တာကြောင့်တင်းတဲ့အိတ်ချိန်အလုံးအလောက်မရှိတာမျိုးတွေဖြစ်တတ်ကြပါတယ်။ဘလို့ဆိုရင်ဆရာဝန်ပြဖို့လို့လဲအိတ်ဖို့ကကလေးအတွက်အရန်အရေးကြီးတယ်ဆိုပေမဲ့ပြောထားတဲ့အချိန်တွေထက်ကလေးကပိုပြီးအိတ်နေပြီးတော့ကိုယ်လေးချိန်လဲပုံမှန်တက်မလာဘူးဆိုရင်တော့ဒါကပြဿနာတစ်ခုခုရှိနိုင်ပါတယ်။ဒါကြောင့်ကလေးကပုံမှန်မဟုတ်ဘဲအရန်အိတ်နေတယ်ဆိုရင်မရွှင်ဘူးဆိုရင်အရန်အီရင်ကိုပူတာစတဲ့လက္ခဏာတွေပြရင်ဆရာဝန်နဲ့ပြပါ